ပထမဦးဆုံးထိုင်းလိုနံပါတ်တွေရေးတွက်နိုင်အောင်သင်ကြမယ်။ပါဇက်ကနေအတန်ထွက်ပြီးလိုက်ဆိုကြည့်ပါ။1 1 2 2 3 3 4 4 5 5 6 6 7 7 8 8 9 9 10 10ဆယ်ကဏန်းအနောက်ကနံပါတ်1ကို it လို့အတန်ထွက်ပါတယ်။ထိုင်းမှာနံပါတ်20ကို20လို့အတန်ထွက်ပါတယ်။ကျန်ဆယ်ကဏန်းတွေကိုတော့ပုံမှန်အတိုင်းပါပဲ။ Okay နောက်ထပ်တစ်ခုထပ်လေ့လာကြည့်ရအောင်။30 30 40 40 50 50 60 60 70 70 80 80 90 90 100 100 1000 1000 10,000 10,000 100,000 100,000ကဏန်းတွေကိုတည်ပြီးဆိုတော့ကိုယ်တိုင်ကဏန်းတွေကိုပေါင်းပြီးလေ့လာကြည့်ပါအတန်ချွတ်ကြည့်ပါဈေးဝယ်တဲ့အခါသုံးတဲ့စကားတွေကိုဆက်လေ့လာကြမယ်ราคาเท่าไหร่ครับค่ะราคาเท่าไหร่ครับค่ะอันนี้50 บาทอันนี้50 บาทแพงไปแพงไปลดได้ไหมลดได้ไหมถูกมากถูกมากဒီဗီဒီယိုမှာတော့ဒီလောက်ပါမယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံကြမယ်နော်